Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရောက်တော့ဘုံဘာဒူလမ်းမပေါ်မှာရှိတဲ့48ရပ်ကွက်ကကျွန်တော်တို့အိမ်ကြီးပါလာရောက်ပြီးတော့ Haya Inverter Air ကိုနေနဲ့လာရောက်လက်ဆင်ပေးခြင်းဖြစ်ပါတယ် Haya Inverter Air ကိုနေကျွန်တော်တို့ဒီလေးသက်ဆောင်အိမ်ကြီးမှာ35လုံးဝယ်ယူအားပေးထားပါတယ်ကျွန်တော်ခု Haya Inverter Air ကိုနေအကြောင်းကိုကျွန်တော်ရှင်းပြပေးပါမယ် Haya Inverter Air ကယူရီးယားမိတ် air ဖြစ်ပြီးတော့ compressor အာမခံ10နှစ်တိတိပေးတာလေ brand လေးပဲဖြစ်ပါတယ်ဒီဒါကလည်း90ရာခိုင်နှုန်းတိတက်တာတဲ့ air မျိုးစားဖြစ်ပါတယ်ကျွန်တော်တို့ခဏနေမှာဒီ air 35လုံးကိုကျွန်တော်တို့ခဏနေတက်ဆင်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့အဖွဲ့သားတွေနဲ့ဒီတိုက်ကြီးမှာစပြီးတော့ဝန်ဆောင်မှုပေးလိုက်ကြအောင် let's goကဲ၍ကျွန်တော်တို့ Great မြန်မာရဲ့ဝန်ဆောင်မှုနဲ့လက်ရများကိုချိန်နေတဲ့ပတ်ကကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39 4695 39 512နဲ့913တို့ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ